လာပါဒီနေ့ကဘာအကြောင်းလေးပြောမလဲဆိုတော့နေနေနဲ့ပေါ့နော်အတွေးလေးပေါ်လာဘာအတွေးပေါ်လာဘာကြောင့်ပြောမလဲလို့စဉ်းစားလိုက်တဲ့ချိန်လူတွေကလေဟိုလူတွေမှလည်းလို့ဖောက်လွဲဖောက်ပြန်လို့မျိုးပေါ့နော်ခုဆိုအဲ့လိုမျိုးလုတ်ပလိုက်ချင်တာလုတ်လိုက်ရင်ကောင်းမလားစိတ်လုတ်ကိုလုတ်ချလိုက်တော့မယ်ဟေးဆိုပြီးတော့ဖြစ်ချင်တာဖြစ်ကွာငါလုတ်လိုက်တော့မယ်ဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးဟိုစိတ်ယူပေါက်တာပေါ့နော်အဲ့လိုမျိုးရှိတတ်တယ်နော်ရှိတတ်တယ်ဒါပေမဲ့တချို့အဲ့လိုမျိုးဟိုစိတ်ယူပေါက်ပြီးထားလိုက်တဲ့အရာတခုကဟိုကောင်းသောအရာကိုဖြစ်သွားဖို့ဆိုတာတွေကတော့ဒီလက်ကောင်းတဲ့အရာဘက်ကိုဥတည်သွားတဲ့အရာမျိုးတွေကတော့ကောင်းကျိုးဖြစ်လာတဲ့အရာမျိုးတွေကရှားတယ်နော်ဒါကဖြစ်တော့ဖြစ်ခဲ့ပေါ့နော်ဟိုဘာမှမစင်စားဘဲနဲ့လို့ဖြစ်ချင်းအဖြစ်ဆိုပြီးတော့ကောက်လုပ်လိုက်တဲ့အရာတစ်ခုကကောင်းကျိုးဘက်ကိုရောက်သွားတယ်ဆိုတာတွေကရှိတော့ရှိပါတယ်ဒါပေမဲ့လည်းရှားတော့ရှားတယ်ပေါ့နော်အဲ့လိုဆိုတော့လူတွေကတကယ်တော့ပြောရရင်အကုန်လုံးအယူတွေပဲသိလားအကုန်လုံးအယူတွေပဲဒါပေမဲ့ဟိုလိုမျိုးကြီးတကယ်ကိုစိတ်ကြမ်းမှထိပြီးတော့စိတ်ကူးတမှုခံယူလာတဲ့အထိမဖြစ်သွားဘူးပေါ့နော်ဖြစ်သွားလူတွေကသူတို့ကတခုခုဘက်ကိုအစိုးရောက်သွားတာပေါ့တခုခုဘက်ကိုဥမာစိတ်တက်ကြတယ်ဆိုလဲဟိုအဆုံးထိအဲ့လိုမျိုးကြာသွားလို့သူတို့ကဟိုအဆုံးထိရောက်သွားလို့စွန်းတစ်ဖက်ကိုတော်တော်လေးရောက်သွားတဲ့လူမျိုးတွေကဒါတို့ကြတော့အဲ့လိုချိုးကြလဲအဲ့လိုဟိုစိတ်တစားပေါ့နော်အဲ့လိုဘက်တွေပေါ့တနေရာဘက်ကိုအဲ့လိုဒေါသတအားကြီးပြီးအဲ့လိုမျိုးရင်းနေမှသူများကိုလို့ခိုင်အောင်လုပ်မိရဘူးဒါရတော့ဒါအစွန်းရောက်သွားတာပေါ့နော်အစွန်းရောက်သွားပါဒါပေမဲ့လူတွေမှလည်းအဲ့လိုယူစိတ်ကလေးတွေဆိုတာရှိတယ်ယူစိတ်ကလေးပဲပြောမလားအဲ့လိုခါကြတယ်လို့ထားတော့မလုပ်မိလိုက်ဘူးဒါပေမဲ့ကို့အတွေးထဲမှာတော့လုပ်လိုက်ရင်ကောင်းမလားဆိုလုပ်ချင်လိုက်တာဆိုတဲ့ဟာလို့အဲ့လိုစိတ်မျိုးလေးတွေရှိတယ်စိတ်ယူပေါက်တာပေါ့အဲ့လိုတွေရှိတယ်ဒါပေမဲ့အဲ့ဒါကိုကပြန်ထိန်းလိုက်နိုင်တဲ့လူကဒါအဲ့လိုတချို့အရာလေးမလုပ်ဖြစ်တော့ဘူးတချို့လိုစိုးသွားမဲ့ဘက်ကိုရောက်စေမဲ့ပြုမှုတွေလုပ်ရမျိုးတွေမလုပ်ဖြစ်တော့တာပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျမကဒီနေ့ဘာအကြောင်းပြောမလဲဆိုတော့အဲ့အကြောင်းနိုင်နဲ့ပတ်သက်ပြီးတော့ဖောက်ပြန်တဲ့အကြောင်းပြောချင်တယ်ပေါ့နော်ဖောက်ပြန်တယ်ဆိုတော့ဒါကမြင်သာတဲ့အရာတစ်ခုပေါ့လူလဲဒီဖောက်ပြန်ခြင်းဆိုတဲ့အရာနဲ့ကြားတယ်ဆိုရင်အကုန်လုံးကစိတ်ဝင်စားရှိကြတယ်နော်စိတ်ဝင်စားရှိကြတယ်ဘာဖြစ်လို့ဖောက်ပြန်တဲ့အရာကိုဘယ်မှလည်းလိုချင်ဘူးလေကိုဖောက်ပြန်တာလဲကိုအဲ့လိုတခြားလူကဖောက်ပြန်သွားရင်လည်းမကြိုက်ဘူးလေဟုတ်တယ်မလားဟုတ်ပြီကိုသူများဖောက်ပြန်သွားရင်မကြိုက်ဘူးဆိုရင်ကိုကရောဟုတ်ပြီလားကိုကရောလူတွေကအဲ့လို perfect တော့မဖြစ်ဘူးနော်အဲ့လိုလောက်ရက်ဒီကထားမလုပ်လိုက်တာပဲရှိတယ်တခါတလေကြရလို့သဘောကျတဲ့လူပြပြလူတွေတွေ့ခါကြရဖောက်ပြန်စိတ်စားရှိရနော်ဟုတ်ပြီဒါဆိုရင်အဲ့လိုဖောက်ပြန်စိတ်မျိုးတွေဖြစ်လာခဲ့တဲ့အခါကျရင်ဒီလိုမကောင်းတဲ့အဲ့လိုလောက်ရက်မျိုးမဖြစ်သွားအောင်လို့ကိုဘယ်လိုထိန်းချုပ်မလဲပေါ့နော်ကိုဘယ်လိုထိန်းချုပ်မလဲဆိုတော့ဒါတွေကကောင်းကိုကိုယ်စိတ်ကိုနိုင်မှရမယ်ဆိုတာမျိုးရှိတယ်ကိုယ်စိတ်ကိုနိုင်မှရမယ်ဆိုတာရှိတယ်ကိုယ်စိတ်ကိုနိုင်တဲ့လူကလောကကြီးမှာနေရတာအရင်ပေါ့ပါတယ်အဲ့လိုလူမျိုးကကြိုက်တာလည်းလုပ်လို့ရတယ်သူစိတ်သူနိုင်ဖို့ဆိုလို့ရှိရင်လောက်ပဲလို့ဒုက္ခရောက်နေတဲ့နေရာကပဲဖြစ်လို့ပြန်လှည့်လာနိုင်တယ်ဒီကသူစိတ်နိုင်ဖို့လိုတယ်စိတ်နိုင်တဲ့လူတွေကတပန်းတာတယ်ပြောချင်တာလားလေအဲ့တော့ဟုတ်ပြီဒါဆိုရင်လူတွေမှာရောအဲ့လိုမျိုးဖောက်ပြန်တဲ့အကြောင်းအရာတစ်ခုပဲပြောမယ်ပေါ့နော်စိတ်ယူပေါက်တာနဲ့ပတ်သက်ပြီးတော့တခြားဥပမာပေးကြရရင်တော့အများကြီးရှိတယ်ဒါပေမဲ့ဖောက်ပြန်တယ်ဆိုတဲ့အရာကကြတော့ဒီလူမှုဆက်ဆက်ရေးနဲ့ပဲအတွက်ကဒါကကျင့်ဖို့ဖောက်ပြတာကျင့်စာရည်တာပြပြတဲ့အပြုမှုဖြစ်တဲ့အတွက်ကြောင့်မို့ဒီအရာအကြောင်းအရာနဲ့ပတ်သက်ပြီးတော့လေတော်တော်များများကလည်းအခုဒီမှာဖြစ်ပြနေတဲ့ခါတွေဟိုမြင်ရတွေ့ရတာလေဒီလိုအကြောင်းအရာမျိုးတွေခက်များသားပဲเนาะအများသားပဲဒါဆိုတော့ဟုတ်ပြီကိုယ်သူများဖောက်ပြန်သွားတာကြတော့ကိုကမကြိုက်ဘူးเนาะကိုတိုင်းကအဲ့လိုမဖောက်ပြန်အောင်เนาะမဖောက်ပြန်ဖြစ်အောင်ကိုစီမှာရောအဲ့လိုဖောက်ပြန်ခြင်းတဲ့စိတ်မျိုးတွေဖြစ်လာတဲ့ခါကျထားမလို့ရသေးဘူးเนาะထားလို့တဲ့အပိုင်းထိမရောက်သေးဘူးဆိုတော့
အဲ့လိုမျိုးစိတ်မျိုးဖြစ်လာရင်ကိုဘယ်လိုပြန်ပြီးတော့ထိတ်ချုပ်မလဲနော်ကိုဘယ်လိုပြန်ပြီးထိတ်ချုပ်မလဲပြီးတော့ဒီဖြစ်လာတဲ့အဲ့ဒီစိတ်ကနေမှအဲ့လိုထားလောက်လိုက်ပြီဆိုတော့ဒါကအမှားပါလာတော့မှာဖောက်ပြန်နေဆိုတဲ့အရာမကောင်းဘူးလေအဲ့ဆိုတော့ထားလောက်ပြီဆိုရင်တော့ဒါကအမှားပါလာတော့မှာအဲ့လိုဆိုတော့ကျမအခုကထားလောက်တဲ့အထီကိုမရောက်အရောက်မခံထားလောက်တဲ့အထီကိုအရောက်မခံမင်းနဲ့အဲ့ဒီစိတ်ကူးလေးကိုယ့်ရဲ့ဒီအုံနောက်ထဲဒီရင်ဘတ်ထဲအတွေးထဲမှာပေါ်လာတာနဲ့ကိုဘယ်လိုထိန်းချုပ်မလဲနော်ဒီစိတ်ကိုကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့ဘယ်လိုမောင်းထုတ်မလဲဟုတ်ပြီဒီကြောင်းရိုင်းနဲ့ပတ်သက်ပြီးတော့ဒီနေ့ဆွေးနွေးတိုင်းမှာဒါမှဖြစ်ပါတယ်ဒါရှက်စရာကိစ္စမဟုတ်ပါဘူးလူတိုင်းမှာအဲ့လိုမျိုးရှိတတ်တယ်အဲ့လိုလူမှုရေးမဖောက်ပြဘူးဘာညာတွေကထားမလုပ်လို့ဒါသူတို့ကလူမှုရေးမဖောက်ပြဘူးဆိုပြီးတော့သူတို့အကျင့်စာရိတ္တကောင်းတဲ့ဘာညာဆိုပြီးတော့လူတွေမြန်မာကအဲ့လိုရှိဒါပေမဲ့အဲ့လိုလူတွေမှာလည်းအဲ့လိုစိတ်ကူးဆိုတာကအခါတလေကြရင်လူတွေအယူတစ်မျိုးပဲလေဆိုတော့ခါကြလို့စိတ်ကူးပေါက်ပြီးတော့အဲ့လိုမျိုးအတွေးထဲမှာဝင်လာတယ်ဖြက်ခနဲအဲ့လိုဝင်လာတာမျိုးတွေကဖြစ်တတ်တယ်ရှိတတ်တယ်လုံးဝတစ်ခါမှမရှိဘူးဆိုတဲ့လူကတော့ရှိလဲရှိမှာပေါ့နော်ဒါပေမဲ့လည်းရှားတော့ရှားတယ်ဆိုတော့ဘာပြောပါအဲ့လိုမျိုးအဲ့လိုစိတ်ကူးပေါက်လာတယ်အတွေးထဲရောက်လာတယ်အဲ့လိုတစ်ခုခုကအဲ့လိုကိုယ့်ရဲ့အာယုံကိုဆွဲဆောင်လိုက်တဲ့အတွက်ကြောင့်မလို့ကိုကအဲ့ဘက်ကိုစိတ်ตายရမိတာတို့စိတ်ရိုင်သွားတာတို့နော်အဲ့လိုမျိုးဖြစ်လာတဲ့ခါကျရင်ဟုတ်ပြီအဲ့ဒီကနေမှဖောက်ပြန်ခြင်းဆိုတဲ့လမ်းစဉ်ဒီလမ်းကိုမရှောင်မိအောင်ကိုကအဲ့လိုအကြောင်းအရာမျိုးကိုယ့်စီမှာဖြစ်လာခဲ့ပြီဆိုရင်ကိုယ်ဘယ်လိုထိန်းချုပ်မလဲနော်ဘယ်လိုထိန်းချုပ်မလဲအဲ့ဒီဖြစ်နေတဲ့အဲ့ဒီစိတ်ခံစားချက်ကနေဘယ်လိုဖြည့်ဖြောက်မလဲဘယ်လိုကြော်ဖြတ်မလဲဘယ်လိုကြော်လွှားမလဲပေါ့နော်ဆိုတော့ဒါလေးတွေကတိထားတင်ပါတယ်တိထားတင်ပါတယ်ဆိုတာကအဓိကကကိုယ့်ရဲ့ဒီကိုယ်သွေးမကြဘူးဆိုတာလေဒီမဖောက်ပြန်တတ်တဲ့လူတွေမှာကိုယ်သွေးဘာပြောအယောင်မိန်တယ်အဲ့လိုဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကြောင်းရနဲ့ပတ်သက်ပြီးတော့ဒီနေ့ဆွေးနွေးပေးမှာဖြစ်ပါတယ်မရှက်တန်းလာပြီးတော့ရှက်စရာကိစ္စမဟုတ်ပါဘူးဒါနော်ထပြီးလှုပ်လိုက်တယ်ဒီအပြုအမူဖောက်ပြန်ခြင်းဆိုတဲ့ခေါင်းစဉ်အကူရောက်သွားပြီဆိုကမှဒါကရှက်စရာပါနော်မဟုတ်ဘူးအဲ့ဒီအရာကိုမရောက်သေးဘူးကိုယ့်ရဲ့အတွေးရမှာလည်းဒီအတွေးရဖြောက်လို့မရဘူးကိုယ်စိတ်ကလည်းတစ်ဖက်ကိုตาရဖြစ်နေပြီစိတ်ကတော်တော်လေးကိုရှိုင်းနေပြီကိုယ့်ရဲ့ဒီအသီးစိတ်တွေအုံနောက်တွေအတွေးတွေကနေထွန်းချုပ်ဖို့ကိုခန့်နေပြီဟဲ့ဆိုလို့ရှိရင်အဲ့လိုထိဘလို့တရားကိုကောင်းကင်တွင်မလဲဆိုတဲ့အရာနဲ့ပတ်သက်ပြီးတော့ရှင်းပေးသွားမှာဖြစ်ပါတယ်ဆိုတော့တဲ့ရဲ့ဒီ free consultation လေးကတော့ဒီအပတ်စဉ်တနင်္လာနေ့နဲ့တောက်ကြနေခင်းတနိုင်နေ4နိုင်အထိရှိတယ်ဆိုတော့လာပြီးတော့စကားစမီပြောရင်းနဲ့ဒီလိုကိစ္စပဲဖြစ်ဖြစ်ဘလို့အကြောင်းအရာမျိုးပဲဖြစ်ဖြစ်ဒီcounseling ပိုင်းနဲ့ပတ်သက်ပြီးတော့နော်တဲ့ကနေမှကူညီပေးနေပါတယ်အားလုံးကိုလည်းဖိတ်ခေါ်ပါတယ်ဒါ